ဟုတ်ပါဟုတ်နော်ကလေးချောင်းမှာရှုံးနေပြီပါလေဒီတော့ခက်ပေးဦးမယ်အေးပလီစာတော့မဟုတ်ဘူးဒီတော့ခက်မှာပေါ့သူခိုင်းတဲ့ရှင်ဖြစ်နေတာရေခက်တယ်တော့ဟဲ့ဘလုံးဆက်တော့သူကြီးမလည်းခိုင်းတော့နေတယ်မရှိကလေးချောင်းမှာရေးနေပြီပါတကယ်တော့ကလေးချောင်းမှာရေးပြီပါဟုတ်တယ်အခုတော့တော့ကိုအိမ်မှာချင်းဝင်းမိမလို့လည်းမွေးမိမလို့ထားဘာမှမဟုတ်တဲ့ဆိုင်ရင်မို့ထွက်မုံလာပေးနေရှုံးနေပြီွားတယ်လို့ဘာဖြစ်လဲဘာဖြစ်လဲငါတို့ကဒီလေဟိုဘီလိန်သားတွေမှာဘီလိန်ကိုခုချိန်မှာဒေါ်လာထွက်တယ်ဟုတ်လားကလေးပြန်နေမှာထိုင်ဒီလေးနဲ့စီးလိုက်လို့ကျွန်တော်ရောနေနာမှာတယ်အမလေးကျွန်တော်ကိုအဲ့လိုရှင်လေးပြုံးမလေးဆိုင်ဖို့ရေးစီးပေးမယ်ဆိုမှဟိုကျွန်တော်Famous one.